မင်္ဂလာပါရှင်ဒီနေ့မှာတော့ရိုးရှင်းတဲ့ဘဲဥချက်လေးချက်စားကြမယ်ဘဲဥ15လုံးခရမ်းညင်သီး6လုံးကြက်သွန်နီ9လုံးကြက်သွန်ဖြူ2ဦးပါငရုတ်သီးစိမ်းအနှဲငယ်နနမေအနှဲငယ်ပါဝင်ပစ္စည်းအလုံးကိုအဆင်သင့်လုပ်ထားပေးပါရှင်ပြီးရင်ဘဲဥလေးကိုဒီဘေးကနေပြီးအမြောင်မြောင်လေးနှီးထားပေးပါကြက်သွန်ဖြူလေးကိုငရုတ်သီးကျန်းပတ်3စုံနဲ့ရောထောင်းထားပါပြီးရင်တော့ဒဲဦးလေးပူလာရင်စီတက်ပေးပါရှင်ခင်းညင်သီးလေးတွေစီတက်ပြီးပြီဆိုရင်ရေအနှဲငယ်ထည့်ပြီးအဖုံလေးကိုအုပ်ထားပေးပါနော်တကယ်လို့10မိနစ်နေလို့ရှိရင်ရေလေးတွေပွက်လာပြီးခင်းညင်သီးလေးလည်းဣခါစားပြုတ်လာပြီဆိုရင်လီးထားတဲ့စိတ်ထားတဲ့ဘဲဦးလေးတွေကိုထည့်ပေးပါပြီးရင်ရေဆေးထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုဖြူပေးပါပြီးရင်တော့15မိနစ်ချက်ပါမယ်ရှင်10မိနစ်လောက်နေလို့ရှိရင်ဖုံးကိုဖွင့်ပြီးတော့ဘဲဥတွေကိုတမအောင်မွေပေးပါခရမ်းညင်သီးလည်းကြည့်ပြီးဆိုတော့နနမေလေးတွေကိုအုပ်ပေးပါရှင်အခုဆိုရင်တော့ဘဲဥချက်လေးကစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့မယ်နော်ဘိုင်ဘိုင်